ဒီမိတ်ဆက်ပေးစင်တာကတော့ခေတ်ပညာရဲ့ Grace English ဆက်လေးပဲဖြစ်ပါတယ် Grace English ဆက်မှာဆိုလို့ရှိရင်စာအုပ်၄အုပ်ထွက်ထားပါတယ်1 2 3 4ဆိုပြီးတော့စာအုပ်၄အုပ်ထွက်ထားပါတယ်စာအုပ်တစ်ကတော့ vocabulary ပေါ့နော် vocabulary နဲ့ reading စာအုပ်လေးပါစာအုပ်တစ်မှာဆိုလို့ရှိရင်ဒီလို meaning တွေပါမယ်ပြီးရင် dialogue တွေပါမယ်ပြီးတော့လူမျိုး words puzzle လေးလည်းပါမှာဖြစ်ပါတယ်ဒါလေးကတော့စာအုပ်တစ်လေးပါစာအုပ်နှစ်မှာဆိုလို့ရှိရင်တော့စာအုပ်နှစ်ကတော့ grammar ပေါ့နော် grammar နဲ့ writing စာအုပ်ပါစာအုပ်နှစ်မှာဆိုလို့ရှိရင်တော့ grammar တွေပေါ့နော်ဒီလိုမျိုး adjective ဆိုတာလည်းပြီးတော့ preposition တွေအဲဒီအစရှိရဲ့ grammar pattern တွေပါဝင်မှာပဲဖြစ်ပါတယ်ဒါလေးကတော့ grammar နဲ့ writing စာအုပ်လေးဖြစ်ပါတယ်စာအုပ်သုံးကကြတော့ listening နဲ့ speaking ပေါ့နော် listening စာအုပ်လေးပါဒီ listening စာအုပ်လေးမှာဆိုလို့ရှိရင် unit 1ကနေပြီးတော့ 12 အထိပေါ့နော်စာအုပ်တွေအားလုံးကတော့1ကနေ12အထိပဲအကုန်လုံးပါတာဖြစ်ပါတယ်အဲ့မှာပဲ listening exercise တွေကိုတည်တံ့ဆွဲထုတ်ထားတဲ့စာအုပ်လေးဖြစ်ပါတယ်ပြီးတော့ဒီစာအုပ်ရဲ့နောက်မှာဆိုလို့ရှိရင် CD check လေးပါပါတယ်အဲ့ဒီ CD check ကိုမသုံးဘဲနဲ့ audio နဲ့ဟောက်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းခေတ်ပညာရဲ့ Telegram channel မှာ audio တွေကိုချပေးထားရှိပါတယ်။ download ရယူနိုင်ပါတယ်။ပြီးတော့စာအုပ်သုံးအလုံးလေ့ကျင့်ပြီးပြီဆိုရင်တော့ number 4စာအုပ်လေးကတော့ review exercise နဲ့ assessment text ပါ။သူကတော့အဓိကပေါ့နော်လေ့ကျင့်ရတော့မှာပေါ့အကုန်လုံးမေးခွန်းလေးဖြည့်ကြည့်လို့ရပါတယ် review စာအုပ်လေးရဆိုလို့ရှိရင်ဒါမေးခွန်းလေးဖြည့်ကြည့်ရမှာပါ Grace English ကအခုလိုမျိုးတစ်ဆက်ပေါ့နော် packing နဲ့တစ်ဆက်လာတာဖြစ်ပါတယ်တစ်ဆက်ကို၄အုပ်ပါပြီးတော့ year end promotion တွေလည်းရှိအောင်မလို့ခေတ်ပညာရဲ့ page လေးကိုစောင့်ကြည့်ပေးကြပါအောင်နော်စာအုပ်လေးကိုဆက်သွယ်မှာယူနေဆိုရင်တော့ page messenger နဲ့ TikTok မှာတစ်ဆင့်ဆက်သွယ်မှာယူနိုင်တယ်လို့3ကို8880ရဲ့ Fiverr နဲ့ Telegram channel တို့မှာလည်းမှာယူနိုင်ပါတယ်ခေတ်ပညာရဲ့ YouTube channel လေးမှာလည်းအပတ်စဉ်သင်ခန်းစာလေးတွေ origami activity လေးတွေတင်ပေးထားတာဖြစ်လို့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့လုပ်ပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်